ဒီနှစ်မှာတော့စင်ကာပူနိုင်ငံသမိုင်းမှာပထမဆုံးသေဒဏ်ပေးခံရတဲ့အမျိုးသမီးရဲ့စိတ်ဝင်စားဖို့ကောင်းသလိုထိတ်လန့်စရာလည်းကောင်းတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးကိုဝေမျှပေးခြင်းပါတယ်။ဒီဇာတ်လမ်းလေးကိုမစခင်မှာစိတ်ဝင်စားစရာသတင်းတွေရာဇဝတ်မှုဖြစ်ရစံတွေကိုအမြဲတမ်းနားထောင်ခြင်းနဲ့ဆိုရင်တော့ Cherry ရဲ့ဒီ channel လေးကို subscribe နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့နော်။1980ပြည့်နှစ်ဇန်နဝါရီလ6ရက်နေ့မှာစင်ကာပူနိုင်ငံကိုတုန်လှုပ်သွားစေခဲ့တဲ့လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။မီမီဝေါင်းဆိုတဲ့အမျိုးသမီးကသူ့ရဲ့ရည်စားဖြစ်သူဂျပန်အမျိုးသားဟီရိုရှိဝါတနာဘီရဲ့ဇနီးဖြစ်သူအာယာကိုဝါတနာဘီရဲ့အသက်ကိုနှုတ်ယူခဲ့တာပါဒီနေရာမှာမီမီတယောက်တည်းမဟုတ်ဘဲနဲ့သူ့ရဲ့ခင်မွန်းဟောင်းဆင်းဝိုခွန်းကပါဘေးကနေကူညီပေးခဲ့တာဒီအမှုကြောင့်ပဲမီမီဝမ်ကလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းစင်ကာပူမှာပထမဆုံးကျိုးမိတ်ပေးခံခဲ့ရတဲ့အမျိုးသမီးဖြစ်လာခဲ့ပါတယ်1939ခုနှစ်မှာမွေးဖွားခဲ့တဲ့မီမီဝမ်နာမည်အရင်းကတော့ဝမ်ဝန်ဆူကငယ်ငယ်လေးကတည်းကရုပ်ရည်အတော်လေးချောမောလှပတဲ့သူပိန်ပိန်ပပသပင်အတိုလေးနဲ့ပြုံးလိုက်လို့ရှိရင်အင်တန်ချစ်စရာကောင်းတဲ့မိမလာလေးတယောက်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ငယ်ဘဝကတော့လုံးဝမตายရခဲ့ဘူးသူမွေးကင်းစာ17လသားအရွယ်မှာတင်အဖေဖြစ်တဲ့သူကအဆုံးပါသွားခဲ့တယ်သူ့ရဲ့အမေအရင်းကမကြွေးမွေးနိုင်လို့ဆိုပြီးတော့အဖေရဲ့ပထမဇနီးစီပို့ပြီးတော့သူ့ကိုမွေးစားခိုင်းခဲ့တယ်။အဖေရဲ့ပထမဇနီးဆိုတော့သူ့ရဲ့မိထွေးပဲပေါ့လေ။အဲ့တော့အဲ့ဒီအိမ်မှာမိထွေးနဲ့ဖေးအတူဝင်းကွဲမောင်နှမ9ယောက်ရဲ့ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုတွေကိုနေ့စဉ်နဲ့အများခံရတယ်။ထမင်းစားချိန်ဆိုရင်မောင်နှမတွေအကုန်လုံးစားပြီးမှကြံတဲ့အကျွင်းကြံတွေကိုပဲသူကစားခဲ့ရတယ်။ငယ်ငယ်လေးကလေးကကြောင်းတော့ခွင့်မရတဲ့အတွက်ကြောင့်ပေါင်းသင်းဆက်ဆံရေးတွေဘူးတုဒပိုင်းတွေမှာအများကြီးအားနည်းခဲ့ရပြီးတော့အသက်14နှစ်အရွယ်မှာတင်စက်ရုံအလုပ်သမားအနေနဲ့သူကရုန်းကန်ခဲ့ရတယ်။သူအသက်18နှစ်1956ခုနှစ်မှာတော့မီမီကသူ့ထက်အသက်6နှစ်ခန့်ပိုပြီးကြီးတဲ့စင်းဝွန်ခွန်းဆိုတဲ့သူနဲ့ပျော်ပွဲစားထွက်ရင်စတင်တွေ့ဆုံခဲ့တဲ့1958ခုနှစ်မှာတော့သူတို့နှစ်ယောက်လက်ထပ်ခဲ့ကြပြီးတော့သားလေးနှစ်ယောက်ထွန်းကားခဲ့တယ်ဆိုပေမဲ့သူတို့အိမ်အောင်ရေးကရေရှည်မှာမตายရခဲ့ဘူးမီမီကငယ်စဉ်လေးကတည်းကစိတ်တန်ရာတွေဒေါသထွက်လွယ်တဲ့စိတ်ဓာတ်နဲ့အမှန်တိုင်းပြောရရင်သူတို့မိသားစုအတွင်းမှာဆိုရင်လေစိတ်ကျန်းမာရေးဆိုင်ရာမျိုးရိုးရာဇဝင်ကလည်းရှိခဲ့တဲ့သဘောပေါ့နော်ဒီတော့မီမီနဲ့ဆင်သူတို့လင်မယားနှစ်ယောက်စကားများကြပြီဆိုရင်မီမီကဒေါသကိုမထိန်နိုင်ဘဲနဲ့ခင်မုန်းဖြစ်တဲ့သူကိုရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေလုပ်လိမ့်ရှိတယ်မီမီရဲ့အိမ်နောက်ဘက်ဆင်ကတော့စိတ်သဘောထားနူးညံ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်မီမီရဲ့ရိုက်နှက်မှုတွေကိုငြိမ်ခံခဲ့ရပြီးတော့အဲ့ဒီလူရဲ့နှစ်ဖူးမှဆိုရင်ဒဏ်ရာအမာရွတ်တောင်မှကြံခဲ့ပါတယ်မီမီကဓားတွေတစ်သားထုတ်တွေကင်ပြီးတော့ရန်ရှာလာတဲ့အခါမျိုးမှာဆင်ကအိမ်အပြင်ကိုအကြိမ်ကြိမ်ထွက်ပြေးပေါအောင်ခဲ့ရတယ်မီမီကသူ့ယောက်ျားကိုယ်ရင်မကတော့ဘဲနဲ့သူ့ယောက်ျားရဲ့အမေသူ့ရဲ့ရောက်ခမကိုပါနှိပ်စက်ပြုတ်မှုလာတဲ့အတွက်ကြောင့်အဲ့ဒီပတ်ဝန်းကျင်မှာဆိုရင်သူ့ဧကရီချွေးမဆိုပြီးတော့မှတင်စားခေါ်ဝေါ်ခဲ့ကြတယ်ပြောရဧကရီဘယင်မကြီးလေအဲ့လိုမျိုးတင်စားပြီးတော့ဧကရီချွေးမဆိုပြီးတော့သူတို့ကခေါ်ဝေါ်ခဲ့ကြတာအဲ့လိုအပြုတ်မှုတွေကသူငယ်ငယ်တုန်းကနှိပ်စက်ခံခဲ့ရတဲ့စိတ်ဒဏ်ရာတွေကြောင့်လို့ဆိုနိုင်နေဆိုပေမဲ့အဲ့လိုအကြမ်းဖက်မှုတွေကတော့လုံးဝမဖြစ်တဲ့အပြုတ်မှုတွေပေါ့နော်ဒါတွေအပြင်သူ့ရဲ့ခင်မွန်းဖြစ်သူဆင်းကဆိုရင်လည်းလောင်ကစားသမားတယောက်ဖြစ်ပြီးတော့သူတို့မိသားစုရဲ့စုဆောင်းငွေတွေကိုကစားပစ်ခဲ့တယ်အဲ့ဒီလောင်ကစားကြောင့်ပဲဆင်းကအလုပ်ပြုတ်ခဲ့ရပြီးတော့မိသားစုစုဆောင်းငွေအကုန်လုံးကလည်းပြောင်းတလောက်ဖြစ်သွားခဲ့တယ်မိသားစုစားဝတ်နေရေးဒီဝမ်းရေးအတွက်မိမိကဘာမှအချိန်ပိုင်းဖြောပြေးမဲ့အဖြစ်စတင်ပြီးတော့လုပ်ကင်ခဲ့ရတယ်နောက်ဆုံး1963ခုနှစ်မှာတော့မီမီကဆင်းကိုဆုံးခါသွားခဲ့ပြီးတော့ဆင်းကသားနှစ်ယောက်နဲ့သူ့ရဲ့အမေအိုကြီးကိုတယောက်တည်းတာဝန်ယူဆောင်ရှောက်ဖို့ကြံရည်ခဲ့ရပါတယ်သူတို့လင်မယားနှစ်ယောက်ကွာရှင်းပြီးရဲ့နောက်မှာဆိုရင်မီမီကအဝတ်အစားလှလှပပဝတ်ဆင်ပြီးတော့ရီးစားအစ်စ်နဲ့အတူခင်မွန်းဟောင်းဆင်းမြင့်အရှိမတမင်တကာသွာလာပြခဲ့တယ်ဆင်းကတော့မီမီကိုချစ်နေတော့ဖြစ်ပြီးတော့ပြန်ပေါင်းထုတ်ချင်ခဲ့ပေမဲ့စိတ်ဒဏ်ရာတွေကတော့အများကြီးရခဲ့ကြတာပေါ့လေအဲ့ဒီနောက်မှာတော့မီမီကဘာလောကတွေကိုခြေစုံဝင်ရောက်သွားခဲ့ပြီးတော့မီမီဝမ်ဆိုတဲ့နာမည်ကိုစတင်အသုံးပြုလာခဲ့တယ်။ရုပ်ရည်လှပပြီးတော့ခန္ဓာကိုယ်အချိုးအစားပြည့်ပြည့်တဲ့အတွက်ကြောင့်အမျိုးသားအများပြားရဲ့စိတ်ဝင်စားမှုကိုချက်ချင်းရရှိခဲ့တယ်။မကြာမီမှာပဲစင်ကာပူဘာလောကရဲ့ဘာမယ်ရီအားလုံးရဲ့ဘယေမအနေနဲ့နာမည်ကြီးလာခဲ့တယ်။1966ခုနှစ်သူဘာလောကတွေကိုရောက်ပြီးတော့3နှစ်အကြာမှာမီမီကဟီရိုရှိဝတနာဘီဆိုတဲ့ဂျပန်အင်ဂျင်နီယာကြီးနဲ့စတင်တွေ့ဆုံတယ်ဟီရိုရှိကစင်ကာပူနိုင်ငံအရှေ့ပိုင်းမြေဖို့လုပ်ငန်းအတွက်ရောက်ရှိနေတာဖြစ်ပြီးတော့ဂျပန်မှာဆိုရင်ဇနီးနဲ့သားသမီး3ယောက်ကျန်ရစ်ခဲ့တာသူတို့2ယောက်စလုံးကစတွေ့ချင်းမှာခွဲမရခွာမရဆွဲလန်းသွားခဲ့ကြပြီးတော့ဟီရိုရှိကအဲ့ဒီဘားကိုအမြဲတမ်းလာရောက်ခဲ့တယ်ဒါပေမဲ့ဟီယိုရှိကဇနီးဖြစ်သူကိုအပီးစွန့်ခွာဖို့မယူရခဲ့သလိုမီမီကဆိုရင်လည်းအဲ့ဒီဖောက်ပြန်မှုကအဆုံးသက်ကောင်းမှမဟုတ်မှန်းသိနေခဲ့တယ်။နောက်ပိုင်းမီမီမှာကိုဝင်ရှိလာတော့ကိုဝင်ဖျက်ချဖို့အတွက်ဟီယိုရှိစီကနေပြီးတော့သူကပတ်စံတောင်းတယ်ဟီယိုရှိကပတ်စံပေးဖို့ညှင်းဆိုခဲ့တယ်။နောက်တော့မီမီကမလေးရှားနိုင်ငံပီနန်ကိုသွားပြီးတော့ကိုဝင်ဖျက်ချခဲ့ရတယ်။အဲ့ဒီလိုအခက်အခဲတွေရှိနေခဲ့ပေမဲ့သူတို့နှစ်ယောက်ရဲ့တိုင်ရောစင်ကတော့မပြတ်ခဲ့ဘူးနော်။
1968 ခုနှစ်မှာတော့မိမိကသူ့ကိုသဘောကျတဲ့ဟောင်ကောင်စီးပွားရေးသမားတယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်မှာတော့အတူသွားရောက်နေထိုင်ခဲ့တယ်။သူငယ်ရဲ့စဉ်အခါကမရခဲ့တဲ့အချက်နဲ့ဂရုစိုက်မှုကိုရှာဖွေနေတာလည်းဖြစ်နိုင်တယ်။ဒါပေမဲ့အဲ့လိုမျိုးဟောင်ကောင်ကစီးပွားရေးသမားနဲ့အတူနေထိုင်နေစဉ်အတွင်းမှာကိုပဲမိမိကစင်ကာပူမှာကြံရိတ်ခဲ့တဲ့ဟီယိုရှိစီကို love letter အချစ်စာတွေဆက်ပြီးတော့ရေးသားပေးပို့နေခဲ့ပါသေးတယ်။မိမိမှာအဲ့ဒီဟောင်ကောင်ကလူနဲ့ကိုဝင်ရှိလာတော့အဲ့ဒီစီးပွားရေးသမားကသူ့ကိုအိမ်ပေါ်ကနေဆင်ခိုင်းခဲ့တယ်သူတို့လောကမှာဆိုရင်လည်းအဲ့လိုပဲเนาะအဲ့လိုအမျိုးသမီးတွေကကန်ဆန်းတဲ့အနေနဲ့အဲ့လိုလူတွေနဲ့ခလေးယူကြည့်တယ်ခလေးရလာလို့ရှိရင်ကိုယ့်ကိုမပေါင်းရင်တောင်မှသူနဲ့ရတဲ့ခလေးအတွက်အဲ့ဒီလူကသူ့ကိုခလေးစရိတ်ပေါ့เนาะပေးလို့ပေးညာတခါလေကြတော့လေခလေးရတဲ့အတွက်ကြောင့်ယူလိုက်တဲ့အထိဖြစ်သွားကြတာဆိုတော့သူတို့တွေကကန်ဆန်းကြတာပေါ့လေအချို့ကြတော့လေကံမကောင်းတော့သူ့လိုမျိုးပဲကြုံတွေ့ရတာပေါ့လေဒီလိုနဲ့သူကနှင်ချခံရတော့အဲ့ဒီတစ်ချိန်မှာတော့မိမိကကိုဝင်ကိုမဖျက်ချတော့ဘဲနဲ့1969ခုနှစ်မှာစင်ကာပူပြန်လာပြီးတော့သမီးလေးတစ်ယောက်ကိုမွေးဖွားခဲ့တယ်သူ့ရဲ့ဝမ်းစာရေးအတွက်ကတော့အဖော်လိုက်ပြီးတဲ့ social escort အလုပ်ကိုခဏလောက်ကင်နေစဉ်အတွင်းမှာပဲအခုနောက်တော့ကဂျပန်အမျိုးသားဟီရိုရှိနဲ့ပြန်လည်ဆုံတွေ့ပြီးတော့အဲ့ဒီလူရဲ့တရားဝင်မရင်ငယ် mistress အနေနဲ့ပေါင်းသင်ခဲ့ကြတယ်ဟီယိုရှိကမိမိအတွက် Alexandra လမ်းမှာအခန်းတစ်ခန်းငှားပေးခဲ့ပြီးတော့တလကိုဇရိတ်အနေနဲ့$200အဲ့ဒီခေတ်ကဆိုရင်တော်တော်လေးများပြတဲ့ပမာဏနော်အဲ့ဒီပမာဏကိုထောက်ပံ့ပေးခဲ့တဲ့လအနေငယ်ကြာပြီးရဲ့အနောက်မှာတော့ Everett လမ်းမှာရှိတဲ့အိမ်ကိုပြောင်းရွှေ့ခဲ့ကြပြီးတော့သူရဲ့မိမိရဲ့သမီးလေးရဲ့အိမ်ကူတယောက်တို့နဲ့အတူအဲ့ဒီတအိမ်ထဲမှာပဲအတူတကွနေထိုင်ခဲ့ကြတယ်1969ခုနှစ်နှောင်းပိုင်းမှာတော့အဲ့ဒီတရားမဝင်သုံးပွင့်ဆိုင်ဆက်ဆံရေးကအကြီးအကျယ်ပောက်ကွဲဖို့အကြောင်းဖန်လာခဲ့ပါတယ်။ဟိုရိုရှိကဂျပန်မှာကြံခဲ့တဲ့သူ့ရဲ့ဇနီးဖြစ်သူအာယာကိုဝတနာပီကိုအမှန်အတိုင်းသူကဝန်ခံလိုက်တယ်။ဇနီးဖြစ်တဲ့သူကအဲ့ဒီဖောက်ပြန်မှုကိုလုံးဝလက်မခံဘဲနဲ့အဲ့ဒီအမျိုးသမီးနဲ့လမ်းခွဲဖို့တောင်းဆိုခဲ့ပေမဲ့ဟီရိုရှိကတော့မိမိကိုစွန့်ခွာဖို့သူကိုယ်တိုင်ကကြောက်ရွံ့နေခဲ့တယ်။မိမိဘက်ကဆိုရင်လည်းဟီရိုရှိသာသူ့ကိုလမ်းခွဲမယ်ဆိုရင်ဇနီးဖြစ်တဲ့သူဒါမှမဟုတ်သူ့ရဲ့မိသားစုကိုအန်ရီပြုတ်မယ်ဆိုပြီးတော့ဟီရိုရှိကိုချိန်ချောက်ချဲလဲနေခဲ့တာပဲဖြစ်ပါတယ်။အကြက်ရိုက်နေတဲ့ဟီရိုရှိကဂျပန်မှာရှိတဲ့သားသမီးတွေနဲ့ဇနီးကိုစင်ကာပူကိုခေါ်လိုက်ပြီးတော့မိမိနဲ့တွေ့ဆုံပေးပြီးတော့ဖြည့်ရှင်းဖို့ဆုံးဖြတ်ခဲ့တယ်။အဲ့ဒီသတင်းကိုကြားချင်းမိမိကအရန်ဒေါသထွက်ပြီးတော့ဟီရိုရှိကိုရုပ်ပိုင်းဆိုင်ရာပါအကြမ်းဖက်ခဲ့ပါသေးတယ်။1969ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာတော့ဟီယိုရှိရဲ့ဇနီးဖြစ်သူအာရကိုနဲ့ကလေး3ယောက်ကစင်ကာပူကိုလေယာဉ်နဲ့ရောက်ရှိလာခဲ့တယ်။ဟီယိုရှိကသူ့ရဲ့တရားဝင်မိသားစုကိုမိမိနဲ့မိမိရဲ့သမီးလေးနေထိုင်တဲ့ Everett Land အိမ်ကိုပဲတိုက်ရိုက်ခေါ်ဆောင်သွားခဲ့တယ်။မိမိကဟီယိုရှိရဲ့ဇနီးနဲ့သားသမီးတွေကိုရင်ကြီးကြီးနဲ့ဖော်ဖော်ရွရွအဲ့ခံကြိုးဆိုခဲ့ပေမဲ့အဲ့ဒီပြူငါမှုရဲ့မျက်နှာဖုံးနောက်ွယ်မှာတော့မနာလိုဝင်တိုမှုဒေါသနဲ့အညိုအတေးတွေကအရှိန်အဟုန်မပြတ်တောက်လောင်နေခဲ့တာပါတစ်ဖက်မှာတော့ဟီယိုရှိကသူ့ရဲ့တရားဝင်ဇနီးနဲ့သားသမီးတွေနေဖို့အတွက်ဂျလန်စီဗျူးဘက်မှာအိမ်တအိမ်ကိုငှားရမ်းပေးခဲ့တယ်။မိမိကအဲ့ဒီဂျပန်အမျိုးသားရဲ့ခလေးတွေကိုမုံပေးပြီးတော့ခင်မင်အောင်နေပြခဲ့ပြီးတော့ခလေးတွေကဆိုရင်လည်းသူ့ကိုဂျပန်လို့အိုဘာဆန်ပေါ့နော်အန်ဒီဆိုပြီးတော့မှခေါ်ဆိုခဲ့ကြတယ်ဟီယိုရှိရဲ့မိသားစုအပေါ်ချစ်ခင်ကျင်နာမှုကိုမြင်တွေ့ရတဲ့အချိန်မှာမိမိဘက်ကနားလေစာနာပေးခြင်းစိတ်စေတနာအနှဲငယ်ရှိခဲ့ပါသေးတယ်ဒါပေမဲ့နှစ်သစ်ကူညမှာတော့အခြေအနေတွေကအပီးတိုင်းပြောင်းလဲသွားခဲ့ပါတယ်ပါတီပွဲကနေအရက်အလွန်ကြုံမှုပြီးတော့ပြန်လာတဲ့ဟီယိုရှိကရီဝေဝေနဲ့ငါမိမကမင်းကိုပြည့်တစားလို့ပြောနေတာဆိုတဲ့စကားကို तू ကပြန်ပြောပြခဲ့တယ်။အဲ့ဒီစကားကြောင့်မိမိရဲ့ဒေါသနဲ့မနာလိုမှုတွေကထိန်ချုပ်လို့မရအောင်ပောက်ကွဲသွားခဲ့ပါတော့တယ်။မိမိကခင်မွန်ဟောင်းဖြစ်သူအသက်38နှစ်အရွယ်ဆင်းကိုတွားရောက်ပြီးတော့အာရကိုတက်ဖြတ်ဖို့ကူညီပေးမယ်ဆိုရင်ငွေကြေးပေးမယ်ဆိုပြီးတော့စီယုံခဲ့တယ်။ဆင်းကဆိုရင်လောင်ကစားသမားဖြစ်တဲ့အတွက်ကြောင့်အကျွေးနော်နေပြီးတော့အမေအိုနဲ့သားနှစ်ယောက်ကိုရုန်းကန်ကျွေးမွေးနေရတဲ့သူဖြစ်တယ်လို့စိတ်တက်ကလည်း तू ကအင်မတန်ကြနေတဲ့အချိန်ပေါ့နော်။ဒါတွေအပြင်မိမိအပေါ်မှာလည်းတန်ရောစင်မပြတ်နိုင်သေးတာကိုမိမိကအကွက်ကြကြအသုံးချပြီးတော့သူ့ရဲ့အစီအစဉ်ထဲကိုဆွဲသွင်းခဲ့တာပဲဖြစ်ပါတယ်1980ခုနှစ်ဇန်နဝါရီလ6ရက်နေ့မှာတော့ Everett Land ကအိမ်မှာသူတို့ညစာစားပြီးတဲ့နောက်မှာတော့မိမိကဟီယိုရှိကိုသူနဲ့အတူအိတ်ဆက်ဖို့တောင်းဆိုခဲ့ပေမဲ့ဟီယိုရှိကသူအချိန်ပိုဆင်းရမှာအလုပ်ပြီးလို့ရှိရင်လည်းဂျလန်စီဗျူးမှာရှိတဲ့မိသားစုစီကိုပဲပြန်ရမှာဆိုပြီးတော့သူ့ရဲ့တောင်းဆိုချက်ကိုညှင်းဆန်လိုက်ပါတယ်ဒီတော့ဒါကဂလက်စားချေဖို့အခွင့်ကောင်းမဲဆိုပြီးတော့မိမိကသဘောပေါက်သွားတယ်ဒီလိုနဲ့မိမိနဲ့သူ့ရဲ့အရင်ယောက်ျားဆင်းတို့ကဂျလန်စီဗျူးမှာရှိတဲ့အဲ့ဒီအိမ်ကိုတွားခဲ့ကြပြီးတော့အိမ်သာပြင်တဲ့သူတွေအနေနဲ့ဟန်ဆောင်ပြီးတော့အဲ့ဒီအိမ်ထဲကိုဝင်ရောက်ခဲ့ကြတယ်
အိမ်သားတွေကိုရောက်တာနဲ့ Sim ကအိမ်သားဆေးရည်တွေကိုအာရကိုရဲ့မျက်လုံးထဲကိုပတ်ဖြန်းပြီးတော့အာရကိုရဲ့ပါးစပ်ကိုပိတ်ဆို့ပြီးတော့ခြုံနှောင်လိုက်တယ်။အာရကိုကရုန်းကန်နေရင်းနဲ့ Sim ရဲ့လက်ချောင်းကိုကိုက်လိုက်တဲ့အချိန်မှာတော့မိမိကလက်အိတ်ဆွတ်ထားတဲ့လက်နဲ့ဓာတ်ကိုကိုင်ပြီးတော့အာရကိုရဲရဲဆက်ဆက်လှုပ်ချန်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာဆိုရင်အိတ်မပျော်သေးတဲ့အာရကိုရဲ့9နှစ်အရွယ်သမီးကြီးလေးကအတန်တွေကြားတဲ့အတွက်ကြောင့်အခန်းအပြင်ကိုထွက်ကြည့်ရကနေမိခင်ဖြစ်သူတိုက်ခိုက်ခံနေရတာကိုမျက်မြင်ကိုတွေ့မြင်လိုက်ရပါတယ်။ကလေးမလေးအော်လိုက်တာနဲ့မိမိကအာရကိုတိုက်ခိုက်နေတာကိုချက်ချင်းရပ်လိုက်ပြီးတော့အဲ့ဒီကလေးမလေးရဲ့ပါးစပ်ကိုလှမ်းပိတ်ဖို့သူကစူးစမ်းတယ်။ကလေးမလေးကလည်းကြောက်လန့်တကြားနဲ့အခန်းထဲကိုပြေးဝင်ပြီးတဲ့နောက်မှာတော့သူ့ရဲ့မောင်လေးတွေညီမလေးတွေကိုနှိုးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မိခင်ဖြစ်တဲ့သူစီကိုပြန်ပြီးတော့ထွက်ပြေးလာတဲ့အချိန်မှာတော့သူ့ရဲ့အမေကတိုးရိုင်ထဲမှာလဲကျနေခဲ့ပါပြီ။ခဏကြာမှပဲထိခိုက်ဒဏ်ရာတွေကြောင့်သူ့ရဲ့အမေကသေဆုံးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဆိုရင်မီမီနဲ့ဆင်တို့ကအခင်းဖြစ်ပွားရာအဲ့ဒီအိမ်ထဲကနေထွက်ပြေးပြီးတော့လွတ်မြောက်သွားခဲ့ကြပါပြီ။အဲ့ဒီညမှာပဲဟီယိုရှိကအလုပ်ပြီးလို့အိမ်ပြန်ရောက်တဲ့အချိန်မှာတော့သူ့ရဲ့အိမ်ထဲမှာသေဆုံးနေတဲ့ဇနီးဖြစ်သူအလောင်းဘေးမှာငိုယိုနေကြတဲ့ကလေး၃ယောက်ကိုတွေ့လိုက်ရတယ်။အဲ့ဒီလုံရက်ကမီမီရဲ့လက်ချက်ဆိုတာဟီယိုရှိကချက်ချင်းသဘောပေါက်သွားခဲ့ပြီးတော့ရဲတပ်ဖွဲ့ထံချက်ချင်းအကြောင်းကြားခဲ့ပါတယ်။တေဆုံးသူရဲ့9နှစ်အရွယ်သမီးကြီးလေးကတရားခံတွေကိုခွဲခြားအတည်ပြုပေးခဲ့ပြီးတော့တရားခွင်ရဲ့အဓိကသက်သေလည်းဖြစ်လာခဲ့ပါတယ်။အခင်းဖြစ်ပွားပြီးတော့နောက်တနေ့မှာပဲရဲတပ်ဖွဲ့ကမီမီနဲ့ဆင်တို့ကိုချက်ချင်းဖမ်းဆီးရမိခဲ့တယ်။မှုခင်းဆရာဝန်ကြီးဒေါက်တာချောင်းရဲ့စစ်ဆေးချက်တွေအရအာရကိုရဲ့လေဘေးမှာဓာတ်တံရ2ချက်နဲ့ဝမ်းပိုက်မှာ1ချက်အပါအဝင်ဒဏ်ရာပေါင်းများစွာကိုတွေ့ရှိခဲ့ရတယ်။သေစေလောက်တဲ့ဒဏ်ရာတွေကြောင့်သွေးကြောမကြီးတွေပြတ်တောက်သွားခဲ့ပြီးတော့9မိနစ်ကနေ6မိနစ်အတွင်းမှာအသက်ပျောက်သွားခဲ့ရတယ်။ဒီဒဏ်ရာတွေကသူ့ကိုယ်သူလှုပ်ကြံတဲ့အတွက်ထိခိုက်ဒဏ်ရာရတဲ့ဒဏ်ရာမျိုးလုံးဝမဟုတ်ကြောင်းအိမ်သားထဲမှာအခြားသူတွေပါဝင်ပြီးတော့ပူပေါင်းတက်ပြတ်ခဲ့တာဖြစ်ကြောင်းအခိုင်အမာအတည်ပြုပေးခဲ့ပါတယ်။1980ပြည့်နှစ်နိုဝင်ဘာလမှာတော့မီမီဝေါင်းနဲ့စင်းမွန်ခွန်းတို့ရဲ့တရားရင်ဆိုင်မှုစတင်ခဲ့ပါတယ်။တရားခွင်မှာဆိုရင်သူတို့နှစ်ယောက်စလုံးကအပြန်အလှန်တယောက်နဲ့တယောက်အပြစ်လွှဲချခဲ့ကြတယ်။မီမီဝမ်ကဘာပြောလဲဆိုတော့စင်းကပဲအဓိကတပ်ပြတ်ခဲ့တာဖြစ်ပြီးတော့သူကတော့တားဆီးယုံတာတားဆီးခဲ့တာဖြစ်ကြောင်းသူကဆိုရင်အခင်းဖြစ်တဲ့အချိန်မှာအရက်မူးနေခဲ့လို့စိတ်မမှန်ဘူးဆိုပြီးတော့ဆင်ခြေပေးခဲ့တယ်လို့သူ့ရဲ့စိတ်ကျန်းမာရေးဆရာဝန်ကဆိုရင်လည်းမိမိမှာအုံနောက်ရောင်ယောဂပိုးကူးစက်ခံရလို့စိတ်ပိုင်းဆိုင်ရာမူးမမှန်တာဖြစ်ကြောင်းရှောက်လဲခဲ့ပါတယ်။ဒါပေမဲ့တရလိုပြစိတ်ကျန်းမာရေးဆရာဝန်ကတော့မိမိကပြစ်မှုကျူးလွန်နေတဲ့အချိန်မှာစိတ်စွမ်းရည်အပြည့်ရှိပြီးတော့အသီးစိတ်ပုံမှန်ရှိနေသူဖြစ်ကြောင်းအခိုင်အမာသက်သေပြနိုင်ခဲ့ပါတယ်။တစ်ဖက်ကအရင်ယောက်ျားဖြစ်သူစင်းမြရဲ့ထွက်ဆိုချက်တွေကလည်းစိတ်ဝင်စားဖို့အရန်ကောင်းပါတယ်။သူ့ကိုဆဆချင်းဖမ်းမိတော့ကသူ့မှာအပြစ်ရှိပါတယ်ဆိုပြီးတော့သူကိုယ်တိုင်ဝန်ခံခဲ့တယ်ဆိုပေမဲ့တရားခွင်ကြတော့ရန်ပြစ်နေတဲ့အမျိုးသမီးနှစ်ယောက်ကိုဝန်တားပေးခဲ့ရုံသာဖြစ်ပြီးတော့တားဆီးနေစဉ်အတွင်းမှာအာရကိုရဲ့ကြိုက်ချင်းကိုခံခဲ့ရတာဖြစ်ကြောင်းနောက်ပြီးတော့သူ့ရဲ့စိတ်ကျန်းမာရေးဆရာဝန်ကဆိုရင်လည်းဆင်းကရိုးလွန်အလွန်တုံးလုံးတဲ့သူတယောက်ဖြစ်ကြောင်းရှောက်လဲခဲ့ကြသလိုSim ကိုယ်တိုင်ကလည်းမိမိက Red Butterfly လို့ခေါ်တဲ့ဒုစရိုက်ခိုင်းဝင်မိမလူမိုက်တယောက်ဖြစ်ကြောင်းဆွဆွဲခဲ့ပါသေးတယ်။26ရက်ကြာစစ်ဆေးပြီးတဲ့နောက်မှာတော့1980ပြည့်နှစ်ဒီဇင်ဘာလ9ရက်နေ့မှာစင်ကာပူတရားလွှတ်တော်ချုပ်တရားသူကြီးတန်အာတာကစီရင်ချက်ချမှတ်ခဲ့ပါတယ်။မီမီဝမ်ကတော့ပြစ်မှုကျူးလွန်နေတဲ့အချိန်မှာစိတ်ကျန်းမာရေးပုံမှန်ရှိနေပြီးတော့မနာလိုစိတ်လက်စားချေလိုစိတ်တွေနဲ့ကြိုတင်ကြံစီတပ်ပြတ်ခဲ့ကြောင်းထင်ရှားတဲ့အတွက်ကြောင့်တည်တန်းချမှတ်ခြင်းခံခဲ့ရပါတယ်။စင်းမွန်ခွန်မီမီနဲ့အတူပူပေါင်းကြံစီမှုမှာဓာတ်ရိုက်ပါဝင်ခဲ့တဲ့အတွက်ကြောင့်ညီတူညီမျှအပြစ်ရှိတဲ့အတွက်သူ့ကိုလည်းတည်တန်းချမှတ်ခြင်းခံခဲ့ရပါတယ်။တည်တန်းသတ်မှတ်ပြီးတဲ့နောက်မှာတော့မီမီနဲ့ဆင်းတို့ကိုစင်ကာပူရဲ့နာမည်ဆိုးနဲ့ကြော်ကြားတဲ့ချန်ကီအကျဉ်းထောင်ကြီးစီကိုပို့ဆောင်ခဲ့ပါတယ်။1982ခုနှစ်မတ်လမှာတော့မီမီရဲ့ရှင်းနေတွေကအယူခံတင်သွင်းခဲ့တဲ့မိမိရဲ့စိတ်ပိုင်းဆိုင်ရာချွင်းရင်းချက်တွေနဲ့သူတို့ဘက်ကတင်သွင်းခဲ့တဲ့တပ်တွေကိုတရားသူကြီးတွေကမျှတစွာထည့်သွင်းစဉ်းစားခြင်းမရှိခဲ့ဘူးဆိုပြီးတော့မိမိရဲ့ရှင်းနေတွေကရှောက်လဲခဲ့ပါတယ်။တရားလိုပြရဲ့တုံ့ပြန်ချက်ကတော့မိမိကလူသက်မှုကျူးလွန်ပြီးတဲ့နောက်မှာအခင်းဖြစ်တဲ့နေရာကိုချက်ချင်းစေကြောတန့်စင်ခဲ့ခြင်းအာရကိုကိုခံပညာတက်မြောက်ထားတဲ့သူဖြစ်တဲ့အတွက်ကြောင့်မိမိကသူတယောက်တည်းမနိုင်ပါဆိုလို့ Sim ကိုအကူအညီတောင်းခဲ့တာအကွက်ကြကြကြိုတင်ပြင်ဆင်ခဲ့ခြင်းစတဲ့အချက်တွေကိုထောက်ပြပြီးတော့မိမိရဲ့စိတ်ကျန်းမာရေးပုံမှန်ရှိကြောင်းသက်သေပြခဲ့ပါတယ်။1982ခုနှစ်ဇွန်လ23ရက်နေ့မှာတော့အယူခံတရားရုံးကမီမီနဲ့ဆင်းတို့ရဲ့အယူခံတွေကိုပယ်ချခဲ့ပါတယ်။ဗြိတိန်နိုင်ငံလန်ဒန်မြို့မှာရှိတဲ့ Privy Council မှာထပ်မံအယူခံဝင်ခဲ့ကြပေမဲ့အလင်းအမြန်မဲ့သူတို့ရဲ့အယူခံဝင်မှုကိုထပ်မံပယ်ချခြင်းခံခဲ့ရပါတယ်။ဒီနေရာမှာစင်ကာပူမှာဖြစ်တာကိုဗြိတိန်နိုင်ငံလန်ဒန်မြို့မှာရှိတဲ့ Privy Council မှာဘာဖြစ်လို့အယူခံဝင်ရတာလဲဆိုတာကလည်းတော်တော်လေးစိတ်ဝင်စားစရာကောင်းပြီးတော့လူပြောများတဲ့မိကွန်းလည်းဖြစ်ခဲ့ပါတယ်
စင်ကာပူနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အမှုတစ်ခုကိုဗြိတိန်နိုင်ငံလန်ဒန်မြို့မှာရှိတဲ့ Privy Council ဘရင့်ကောင်စီအထိအယူခံဝင်လို့ရနေတာကသမိုင်းကြောင်းနဲ့တရားဥပဒေစနစ်ကြောင့်ပဲဖြစ်ပါတယ်။အဓိကအကြောင်းရင်း၃ချက်ရှိပါတယ်။စင်ကာပူနိုင်ငံက1963ခုနှစ်မတိုင်ခင်အထိဗြိတိန်ရဲ့ကိုလိုနီနယ်မြေဖြစ်ခဲ့ပြီးတော့1965ခုနှစ်မှာမလေးရှားနိုင်ငံကနေခွဲထွက်ပြီးတော့လွတ်လပ်တဲ့သမ္မတနိုင်ငံဖြစ်လာခဲ့ပါတယ်။ဗြိတိန်လက်အောက်ခံဖြစ်ခဲ့မှုတဲ့ Commonwealth နိုင်ငံတော်တော်များများမှာဗြိတိန်ရဲ့တရားဥပဒေစနစ် Common Law ကိုဆက်လက်အသုံးပြုခဲ့ကြပြီးတော့လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာဆိုရင်လည်းဗြိတိန်ရဲ့ Judicial Committee of the Privy Council JCPC ကိုအမြင့်ဆုံးအယူခံတရားရုံးအနေနဲ့တရားဝင်သတ်မှတ်ထားခဲ့ကြတာပဲဖြစ်ပါတယ်။မီမီဝေါအမှုဖြစ်ပွားခဲ့တဲ့1980ပြည့်နှစ်ကနေနောက်ပိုင်းအတိအကျဆိုရင်1980ကနေ1983ခုနှစ်တုန်းကစင်ကာပူနိုင်ငံမှာကိုပိုင်တရားလွှတ်တော်ချုပ်နဲ့အယူခံတရားရုံးရှိနေပြီဖြစ်ပေမဲ့နောက်ဆုံးအဆင့်အယူခံဝင်နိုင်တဲ့အထိအမြင့်ဆုံးအာဏာပိုင်အနေနဲ့ Privy Council ကိုပဲဆက်လက်ကျင့်သုံးနေတော့မှာဖြစ်ပါတယ်။ဒီတော့အဲ့ဒီခေတ်ကအယူခံအဆင့်ဆင့်သွားတဲ့ပုံကပထမဆုံးစင်ကာပူတရားလွှတ်တော်ဒုတိယအနေနဲ့ကစင်ကာပူအယူခံတရားရုံးတတိယအနေနဲ့ကတော့လန်ဒန်မှာရှိတဲ့ Privy Council နောက်ဆုံးအဆင့်ပေါ့လေဒါကြောင့်လေမီမီဝန်းနဲ့စင်းမွန်ခွန်းတို့ကစင်ကာပူအယူခံတရားရုံးမှာရှုံးနေပြီးတဲ့နောက်မှာနောက်ဆုံးမျှော်လင့်ချက်အနေနဲ့လန်ဒန်မှာရှိတဲ့ Privy Council ထံအယူခံတင်သွင်းခွင့်ရခဲ့ကြတာပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီ Privy Council ကလည်းအမှုအထောက်အထားတွေအရသူတို့ရဲ့အယူခံကိုပယ်ချခဲ့တာပေါ့နော်စင်ကာပူနိုင်ငံကလွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့သူတို့နိုင်ငံရဲ့တရားဥပဒေစနစ်ကိုစင်ကာပူတရားသူကြီးတွေနဲ့ပဲတီးခြားရပ်တည်နိုင်အောင်တဖြည်းဖြည်းပြုပြင်ပြောင်းလဲခဲ့ပါတယ်1989ခုနှစ်မှာဆိုရင်ရာဇဝတ်မှုအများစုနဲ့ပတ်သက်ပြီးတော့ Privy Council မှာအယူခံဝင်ခွင့်ကိုစတင်ပြီးတော့ကန့်သတ်ခဲ့တယ်1994ခုနှစ်မှာတော့ Privy Council မှာအယူခံဝင်နိုင်တဲ့စနစ်တစ်ခုလုံးကိုလုံးဝကိုအပီးတိုင်ဖျက်သိမ်းခဲ့ပါတယ်1994ခုနှစ်နောက်ပိုင်းအစပြီးတော့စင်ကာပူတရားလွှတ်တော်ချုပ်နဲ့အယူခံတရားရုံးတွေကသာစင်ကာပူနိုင်ငံရဲ့အမြင့်ဆုံးနဲ့နောက်ဆုံးအဆင့်စီရင်ပိုင်ခွင့်ရှိတဲ့တရားရုံးတွေဖြစ်လာခဲ့တာပါဒါလေးကတော့ဘ ഹു တုဒအနေနဲ့တစ်ဖြတ်ပြောပြတာပေါ့နော်ဒီတော့ဇလန်လေးကိုပြန်ပြီးတော့ပြောရမယ်ဆိုရင်မိမိရဲ့ရှေ့နေမာရှယ်ကစင်ကာပူသမ္မတထံလွတ်ငြိမ်းချမ်းသာခွင့်လျှောက်ထားခဲ့ပြန်ပါတယ်မိမိကိုပြုပြင်ပြောင်းလဲဖို့အခွင့်အရေးပေးဖို့နဲ့လူသားချင်းစာနာမှုအရာသူ့ရဲ့အမှုသည်မိမိကိုတေရန်ကနေထောင်ဒဏ်တကျွန်းကိုရှော့ပေါ့ပေးဖို့တောင်းဆိုခဲ့ပေမဲ့သမ္မတကအဲ့ဒီတောင်းဆိုမှုကိုလည်းပယ်ချခဲ့ပြန်ပါတယ်စင်ကာပူနိုင်ငံကတရားဥပဒေစိုးမိုးရေးမှာအရန်တင်းကျပ်ပြီးတော့တေရန်ကြခံနေရတဲ့သူတွေကိုအမေရိကန်မှာလိုမျိုးနှစ်ပေါင်းများစွာမထားဘဲနဲ့အချိန်တိုအတွင်းမှာစီရင်ချက်ဖော်ဆောင်လေးရှိပါတယ်တေရန်ကြပြီးနောက်ဆုံးရက်တွေကိုစောင့်ဆိုင်နေစဉ်ချန်ကီထောင်ထဲမှာမိမိကထိန်ချုပ်ရခက်ခဲတဲ့အကျဉ်းသားတစ်ယောက်ဖြစ်ခဲ့တဲ့အဝတ်အစားတွေလုံးဝချွတ်ပစ်ပြီးတော့စမ်းကြယ်စွာပြုမှုနေထိုင်တတ်ပြီးတော့ထောင်ဝန်ထမ်းတွေကအဝတ်ပြန်ဝတ်ဖို့ပြောရဲဆိုရင်လေစီးရီနဲ့ပတ်ပြီးတော့ပေါက်လိရှိပါတယ်။နောက်ထပ်ကောလာဟာလာတစ်ခုကတော့မိမိကထောင်တွင်းမှာရှိတဲ့ကျိုးစင်စီစီရေးအရာရှိစင်းဆိုတဲ့သူနဲ့ easily ဆွဲဆောင်မှုတွေပြုလုပ်ခဲ့တဲ့ဆိုပြီးတော့လည်းဆိုကြပါတယ်။1983ခုနှစ်ဇွန်လ29ရက်နေ့နနက်အာယုံတက်ချိန်မှာတော့အသက်34နှစ်အရွယ်မီမီဝန်းနဲ့အသက်40အရွယ်စင်းမွန်ခွန်းတို့နှစ်ဦးကိုကျိုးမိတ်ပေးစီရင်ခဲ့ကြပါတယ်။မီမီကသူ့ရဲ့နောက်ဆုံးဆန္ဒအနေနဲ့သူ့ရဲ့ခင်မွန်ဟောင်းစင်းနဲ့သူလက်ထက်တုန်းကဝစ်ဆင်ခဲ့တဲ့မင်္ဂလာဆောင်ဝစ်စုံကိုဝစ်ဆင်ပြီးတော့ကျိုးစင်ပေါ်တက်ခွင့်ကိုတောင်းဆိုခဲ့ပြီးတော့ထောင်အာဏာပိုင်တွေကဆိုရင်လည်းခွင့်ပြုခဲ့ပါတယ်။မိမိကကျိုးစင်မတက်မီကျိုးမိတ်ပေးသူစင်းကိုနောက်ဘွားကြရင်သူနဲ့ချစ်သူတွေဖြစ်ရအောင်သူနဲ့အတူလိုက်ခဲ့ဆိုပြီးပြောခဲ့တယ်လို့လည်းဆိုကြပါတယ်။အဲ့ဒီအရာရှိစင်းကမိမိကိုစီရင်ချက်ချပြီးတဲ့နောက်မှာအပြင်းထန်ဖျားနာခဲ့ပြီးတော့တလနီးပါးလောက်ဆေးရုံတက်ကုသခဲ့ရတယ်။2005ခုနှစ်မှာတော့အဲ့ဒီအရာရှိကအငိမ့်စားယူခဲ့ပြီးတော့2021ခုနှစ်သူအသက်89နှစ်ကြာမှကွယ်လွန်ခဲ့တာလို့သိရတယ်။သူတို့ကိုတေးရန်စီရင်ပြီးတဲ့နောက်မှာတော့မီမီနဲ့ဆင်းတို့ကိုအမည်မဖော်တဲ့တုတ်တန်တစ်ခုမှဘေးချင်းရှင်မြုပ်နှံပေးခဲ့ပါတယ်။အဲ့ဒီအချိန်ကဆိုရင်အသက်4နှစ်အရွယ်သားရှိသေးတယ်မိမိရဲ့သမီးလေးကချစ်လှစွာသောမိမိထံသို့ဆိုတဲ့စာလေးနဲ့အတူအုတ်ကူပေါ်မှာပန်းစည်းလေးတင်ပေးခဲ့ပါတယ်။မိမိနဲ့ဆင်းတို့ရဲ့သားလေးနှစ်ယောက်ကိုတော့လူမှုဝန်ထမ်းအဖွဲ့အစည်းတွေကတာဝန်ယူဆောင်ရှောက်ခဲ့ရပါတယ်။ဆင်းရဲ့မိခင်အိုကြီးကဆိုရင်လည်းဘိုးဘွားရိပ်သာမှာပဲသူ့ရဲ့နောက်ဆုံးရက်တွေကိုဝမ်းနဲ့ဖွဲကုန်လွန်ခဲ့ရပါတယ်။မီမီဝန်းနဲ့စင်းမူဖုန်းတို့ကစင်ကာပူနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းပထမဆုံးတေရန်ပေးခံရတဲ့လင်မယားတွေဖြစ်လာခဲ့သလိုမီမီဝန်းကိုယ်တိုင်ကဆိုရင်လည်းစင်ကာပူရဲ့ပထမဆုံးတေရန်ကြခံရတဲ့အမျိုးသမီးအနေနဲ့သမိုင်းဝင်ခဲ့ပါတယ်။မနာလိုမှုစိတ်ဒဏ်ရာနဲ့အချစ်တန်တရားဆောက်ဝိုင်းဆိုတစ်ခုကြောင့်ဖြစ်ပွားခဲ့ရတဲ့ဒီ၃ပွင့်ဆိုင်အချစ်ရာဇဝတ်မှုကစင်ကာပူနိုင်ငံသမိုင်းမှာဒီနေ့အထိတုံ့လုံးဖွယ်ရာအကြီးမားဆုံးဖြစ်ရဆန်းအနေနဲ့ကြံရစ်နေခဲ့ပါတော့တယ်။